Hello အားလုံးမင်္ဂလာပါဒီတိတ်အကောင့်ကနေကြိုဆိုပါရှင်ဒီနေ့မှာတော့အပင်ဆိုင်တဲ့ဂိမ်းလေး robot ထဲမှာဆော့ပြမှာဖြစ်ပါတယ်ရှင်ဒီမှာအပင်တွေကတော့စုံစိနေပဲဟိုတစ်ခေါက်ကတင်ပေးထားတဲ့အားကြတော့လည်းမစုံသေးဘူးပေါ့နော်ကျမတငယ်ချင်းတယောက်ရှိပါတယ်ကျမတငယ်နဲ့ဒီရခူပါခူပါမယ်အိုးငရုတ်ဒီ Oh my gosh ရွှေရငရုတ်ဒီတနေ့တစ်ခါမှပေါ့ရပြီခုပြီးပြီရပြီနောက်တစ်ခုကျန်ရပြီဟိုမှာကျမတငယ်ချင်းပေါ့နော်ဟွာဘယ်လိုရေးထားလဲဆိုတော့သူကရှမ်းလို့ရေးထားပဲဖြစ်ပါတယ်အဲ့ဒါကြောင့်သူ့နာမည်ကတော့နာမည်ပြည့်စုံနန်းသိမ်ဝင်ပေါ့နော်ပေအောင်ကြီးဘာပြောလဲပေအောင်ကြီးတဲ့ဘာပြမလဲအောင်ကြီးလားဟုတ်တယ်အဲ့ဘာနည်းနည်းသေးပြတယ်မရောပြတယ်မယ်ရောလေရပြီပန်းသီးရွှေရံပန်းသီးရပြီတော့ရမယ်ကောင်မများသေးဘူးရလိုက်ရပြီဘယ်လောက်ရမလဲအိုးအများကြီးရတယ်စကီဘာရမလဲနည်းနည်းဒီလာဒါဘာပြီတထောင်ဝလဲမယ်နော်အော်ပန်းပြီဝလဲဝါပြန်မရသေးဝါပြန်အစစ်တစ်စစ်ပဲကျွန်တော်ကျန်တဲ့ဟာဘာမှမရှိတော့နေပါအော်ဒီကူငါစိုက်လိုက်မယ်ဖတ်တော့စိုက်လိုက်မယ်နာဆိုင်ကအစေးကကုန်းတော့မှာဆိုတော့စိုက်တော့ပါတော့ပါဘူးနန်းတယ်မြန်လည်းပြန်လည်းမပြန်သေးဘူးကွာသူချဲဘာမှမရှိတော့မသိငါသွားကြည့်အောင်ပါခဏနေကြတော့သွားကြည့်လိုက်တော့မယ်请问多吧我是雨请问你有什么想要与我们分享的呢我给你这边ဖတ်ထူးလေးလာပါမယ်နော်ဒါဖတ်ဝမ်းလေးပါ subscribe နဲ့ like ရေးပေးခဲ့ကြဖို့မမေ့ပါနဲ့နော်တတာ bye bye